အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာဘုတ်ဖန်ကနေကြိုဆိုလိုက်ပါတယ်စောင်းတွေစုံစုံလင်းလင်းနားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်ဆရာခက်စော်ရေးသားထားတဲ့ပြိုင်မိန်ဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်း9ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဟေးစပိန်ယူသွားမယ်ဆိုဦးကောင်းမြတ်ကဒုတိယအကြိမ်ထပ်ပြောပြန်ပါတယ်နောက်မှာပဲလာယူတော့မယ်ဦးအခုကျွန်တော်ပြန်လိုက်ပါအောင်မယ်ခြေဝန်းနဲ့ရက်လာတဲ့ကျွန်တော်စပိန်စီကိုပဲကျွန်တော်ထွက်လာလိုက်ပါတယ်စပိန်တော့ဖွင့်နေတော့ကျွန်တော်နောက်မှာဦးကောင်းမြတ်ကလာရက်တယ်ဦးသားနဲ့မင်းခုနအချုပ်ထဲမှာဘာတွေပြောနေကြတာလဲဩသူ့ကောင်မလေးအကြောင်းလို့ကျွန်တော်ပြောထားတာ哦မဟုတ်ဘူးမင်းတို့ဒီစပိန်ကိုတရားဟုတ်စီဖျက်အောင်ပြောနေတာဦးကြားပါတယ်ဒီကောင်စိတ်ဘူးလုံးနေတာပါဦးရဲ့ဦးကောင်းမြတ်ကကျွန်တော်လက်ဝါးကိုစုပ်ကန်လိုက်တယ်ဒီစပိန်နဲ့ပတ်သက်လို့သားဘာတွေသိထားသေးလဲဗျာဘာလို့ပြောတာလဲဦးဟိုတခါကမဲမဲပြောဦးတယ်မဟုတ်လားဒီစပိန်ကပြဿနာရှိရဲဆိုပြီးဩကျွန်တော်စိတ်ထင်တွေရှောက်ပြောလိုက်တာပါဦးရဘာမှမဟုတ်ပါဘူးဟုတ်ဒီစပိန်ကပြဿနာရှိနေတယ်လာဦးနဲ့လိုက်ခဲ့ဦးကောင်းမြတ်ဟာကျွန်တော်လက်မောင်းကိုကိုင်ပြီးကားဦးတော်စီခေါ်သွားတယ်ကားဦးတော်ဟာတသားတိုင်တွေတန်းတွေကိုပတ်ချလဲပြပြတွေနဲ့ကာထားတဲ့အဆောက်အဦပါအထဲမှာလဲတာလပတ်နဲ့အုပ်ထားတဲ့ကားတစ်စီးရှိနေပြီးနောက်ထပ်ကားနှစ်စီးသာထိုးဖို့အထီကိုကျဲတာပါအပေါ်မှာတက်ခိုလေးတစ်ခုရှိပြီးဟောင်းနှမ်းနေတဲ့လှေကားတစ်ခုထောင်ထားတယ်ခဏဆောင်ဦးကောင်းမြတ်ဟာလှေကားအတိုင်းထက်ကူကိုတက်သွားတယ်ကျွန်တော်အောက်ကနေကြည့်ရင်ထက်ကူပေါ်ရက်ကိုလှမ်းမြင်နေရတယ်တန်တစ်တာအဟောင်း၃လုံးလောက်ထပ်ထားတဲ့ထဲကအလဲအလုံးကိုဦးကောင်းမြတ်ကဖွင့်တယ်ပြီးတော့လက်ထဲမှာဇုံတစ်ခုကိုယူပြီးပြန်ဆဲလာတယ်သူ့လက်ထဲမှာပါလာတာကဓာတ်ပုံအဲ့ဘက်အဟောင်းတစ်ခုပါအပြင်မှာနိုင်ရဲ့အတွက်ပြင်ဆင်နေတဲ့လူတွေကိုဦးကောင်းမြတ်ကတစ်ချက်လှမ်းကြည့်တယ်ပြီးတော့ကောင်းတော်တစ်ခါတစ်ချမ်းကိုသွားပိတ်လိုက်တယ်ကောင်းတော်ကအလုံးပိတ်မှုအလင်းအောင်ကမစွမပို့ပါပဲဒီပုံကိုကြည့်ကြည့်အဲလဗန်ထဲကအဖြူမဲဓာတ်ပုံတစ်ပုံကိုဦးကောင်းမြတ်ကကျွန်တော်ပြတယ်အားကစားဝတ်စုံကိုစီနဲ့ဆယ်ကျော်သက်လူငယ်လေး၃ယောက်ရဲ့ပုံပါယောက်ျားလေး၂ယောက်ကမိန်းကလေးရဲ့ဘေးတစ်ပတ်တစ်ချက်မှာမတ်တက်ရက်နေကြတယ်မိန်းကလေးပုံကိုမြင်မြင်ချင်းကျွန်တော်ပါဇက်ကဟာငနဲ့အတန်ထွက်သွားတယ်။အေးစင်မောဒါကျွန်တော်ရဲ့မမဆင်ပါပဲ။မျက်လုံးမျက်ခေါနှာတန်းအကုန်လုံးကတူမတူသပင်းပုံစံမဲမတူလား။မဆင်က3 step swing ကဒီတရမင်းကလေးကငငယ်ကမေတန်းလူတို့ခက်ကလို့အမောက်ထောင်ထားတဲ့သပင်းပုံစံမျိုး။ဒါကျွန်တော်စော်လေးဦးကောင်းမြတ်ကကျွန်တော်ကောင်ကိုလက်နဲ့တွန်းလိုက်ပါတယ်။ပုတ်ပြရတယ်ပြောစမ်းပါနဲ့ကွာဒါလွန်ခဲ့တဲ့25နှစ်ကရိုက်ထားတဲ့ပုံဒီဘက်ကလူကိုမင်းသိလား။မိန်းကလေးရဲ့ညာဘက်ကလူကရက်ခက်မြင့်မြင့်ပိန်ပိန်သွဲသွဲစပင်းအတူနဲ့အောင်ကောင်းတဲ့ခက်ဆန်ဆန်တောင်တူလေတိပြီးဒါဥပုံမဟုတ်လားအေးဟိုဘက်ကလူကိုရောတိလားခဏကိုပါပါစပင်းဘေးခွဲနဲ့စိုးစိတ်ကိုကင်ထားတဲ့သူဘယ်သူပါလဲအဲ့ဒါအောင်နိုင်ထွေးပဲစပင်းချန်ပီယံအောင်နိုင်ထွေးဗျာဟုတ်သားပဲအောင်ကောင်းကျွန်တော်တို့တခါပြဘူးတဲ့အားစားကြနဲ့ဖြတ်ပိုင်းနေတာဒီလူတစ်ချိန်ကဒီစပင်းရဲ့ပိုင်ရှင်အောင်နိုင်ထွေးရဲ့ဦးရဲ့အလဲကတော့အိဖြူပေါ့ကွာရန်ကုန်အားသာသိပ္ပံမှာခင်မင်ခဲ့ကြတဲ့တငယ်ချင်းတွေပေါ့အောင်ကောင်းပြောပြဘူးတာတော့သူ့ဦးလေးတွေကအဲ့ဒီထဲကစပိန်သမားနဲ့တငယ်ချင်းတွေဆိုလားတကယ်တော့ဦးတငယ်ချင်းမှာဦးနဲ့ရင်းနှီးပြီးမှဦးညီတွေနဲ့လည်းရင်းနှီးခဲ့ကြတာဒီကိစ္စကိုမင်းတငယ်ချင်းအောင်ကောင်းတော့မသိခဲ့ပါဘူးတကယ်တော့ဒီစပိန်အောင်ကောင်းလက်ထဲရောက်လာမှဦးလင်အောင်နိုင်ထွေးရဲ့ဘိန်းဆိုတာသိရတာကင်ညီမကြောက်ဖို့ကောင်းတယ်ဦးတို့ဘာလို့ဖြစ်ခဲ့ကြတာလဲဦးဒီကိစ္စကိုသူ့အမှမပြောပြဘူးလို့ဆုံးဖြတ်ထားတာဒါပေမဲ့ဦးကောင်းမြတ်စကားကိုမဆက်သေးပဲတခုစဉ်းစားနေပုံပါပဲဒီရက်ပိုင်းကမင်းအတီနိုင်လည်းရှိနေသေးတော့မနှက်ပြန်နိုင်ချပြီးရင်တော့ဦးမင်းကိုတခြားပြောပြပါမယ်မင်းငယ်ချင်းအောင်ကောင်းအတွက်လည်းမင်းတခုကိုကူညီနိုင်မယ်လို့ဦးထင်တယ်ဦးကောင်းမြတ်ရဲ့အတန်ကဖြော့တော့နေတယ်ဒါနဲ့ဦးဒီတရမင်းကလေးကကျွန်တော်သိရတဲ့တယောက်နဲ့သွားတူနေတယ်ဦးကောင်းမြတ်ကဓာတ်ပုံကိုတခြားပြန်ကြည့်လိုက်တယ်ဒါ if you ပုံလေဟုတ်တယ်သူကကျွန်တော်ကောင်မလေးပုံနဲ့အတော်တူးနေတာမင်းကောင်မလေးနာမည်ကဘယ်သူတဲ့လဲဣဇင်မောပါဣဇင်မောနာမည်ပါခက်စင်စင်တူးနေတာပဲဟုတ်တယ်ဦးတော်တော်လေးကိုတူတာပါနင်းလေလူတူမရှားနာမည်တူမရှားပဲကိုကဲတပတ်ကမနက်9 နာရီလောက်အိမ်ကိုလာခဲ့ကွာကျွန်တော်ကိုတောင်ထဲကနေပြန်ထွက်လာခဲ့တယ်ပြင်ပလေကိုရှူလိုက်မှပဲသူကလမ်းဆန်းသွားတော့တယ်အားကြောင့်မှမသိ
ဒီကိုလောင်ကြီးထဲမှာတုန်းကစိတ်တွေမုံမွန်းကြက်ကြက်ကြီးခံစားနေရတယ်ကိုလောင်ဝေးမှာရက်ထားတဲ့ပြိုင်ရင်းကိုကျွန်တော်တစ်ချက်ကြည့်နေသေးတယ်ဘဲဘက်လက်ကင်မှာအချိုင်လေးနဲ့ဟေးမောက်ကိုစိတ်ကောင်းနေတာလားလက်ထိပ်ဗန္ဒာမင်းကိုစိုက်ကားဂိတ်ကစိုက်ကားပေါ်မှာတက်ထိုင်းနေတဲ့ကျွန်တော်ရှေ့တက်တဲ့ကိုမတ်စင်ကစပိန်လာရက်ပါတယ်ကျွန်တော်ကတချို့ညနေပြီဆိုဒီစိုက်ကားဂိတ်ကကိုပုမောင်တို့ကိုစန်းထုံးတို့နဲ့သူတို့စိုက်ကားပေါ်ထိုင်ပြီးစကားပြောလို့ရှိပါတယ်စိုက်ကားရဲ့ကူရှင်ပေါ်ထိုင်ပြီးလမ်းမပေါ်ကဖြတ်သွားတဲ့လူတွေကိုမြည်ရတာအရသာတစ်မျိုးကိုဗျဟုတ်ပါရဲ့ကျွန်တော်မတ်စင်ကိုအဆက်အသွယ်မလုပ်တာတော့2 ရက်လောက်ကြာခဲ့ပြီရောအောင်ကောင်းကိစ္စကခေါင်းစားနေတာနဲ့ပဲသူ့ကိုတတိများဖြစ်တာခုတော့သူကသူ့ကိုကျွန်တော်ကစိတ်ဆိုးတယ်ထင်းနေပြီမတက်နိုင်ဘူးဒါမျိုးအချိန်တွေကရှာခင်းနေချော်လဲရောထိုင်လောက်ရမှာပဲဟေးစိတ်ကောက်နေတာလားလို့မင်းနေတယ်လေညနာကလေမမတငယ်ရင်းတွေနဲ့ကျွန်တော်ကိုလှောင်တာကိုဗျသူ့အရာကဆိုအမလီငါမောင်ရဲ့အခုသူ့အရာကမဟုတ်တော့ပါဘူးစိုက်ကားဆရာဖြစ်နေပါပြီဟာဗျာကဲမောင်ကန်သုံးလမ်းထိပ်မှာရခိုင်မုံတီသွားတောင်းမယ်လိုက်ခဲ့ဒါမျိုးဆိုကျွန်တော်လည်းစက်တင်နေပေါ့စိုက်ကားနဲ့တော့လိုက်မလာနဲ့နော်ရှေ့ကနေကဲဘယ်လောက်မိုက်ပြီလဲမတ်စင်ကသူ့စပိန်ကျွန်တော်ကိုထိုးပေးတယ်ကျွန်တော်ရှေ့ကနေနင်းလိုက်တယ်မတ်စင်ကနောက်ကနေဘဲဆောင်ထိုင်ရင်ကျွန်တော်အိမ်ကြီးစားကိုအသာဆွဲတယ်ပြီးတော့ကျွန်တော်ခါကိုသူ့လက်လေးနဲ့အသာလေးတိုင်းဖက်လိုက်တယ်အဲ့ဒီအခိုက်အတန့်ဟာရုပ်ရှင်ထဲမှာလို့အနည်းပြဝတ်နေဆိုကျွန်တော်မျက်နှာဖြစ်သွားတဲ့အမူအရာအစင်းစင်ပြောင်းလဲပုံကိုသေချာမြင်ရလိမ့်မယ်ဗျစပိန်နေနေတဲ့ယောက်ျားတစ်ယောက်ရဲ့နောက်မှာအာကိုတကြီးခါပတ်စီးနေတဲ့အမျိုးသမီးလေးပါလာတဲ့အရာသာဘဲလို့လဲဘဲနဲ့လဲကျွန်တော်ကမက်ဆင်ရဲ့ဂျပန်ဘိန်းအပြာလေးကိုဖော်မြူလာ1စီးရတယ်မှတ်တာပဲမော်ဂန်သုံးလမ်းထိပ်ရောက်တော့ရခိုင်မုံတီဆိုင်လေးရဲ့အတွင်းဘက်စပွဲကလွတ်နေတာနဲ့အတော်ပဲမက်ဆင်ကရခိုင်မုံတီတပွဲကိုပဲကြော်ငဖင်နဲ့မှားတယ်ကျွန်တော်ကတော့မုံတီတော့ငါမောင်ပြောင်းနေတော့မစိတ်ပူနေတာသိလားလွမ်းနေတာမဟုတ်ဘူးလားရင်ပေါ့အရင်ဆိုညနေခင်းကြပြားညာဆိုင်ကိုတော့ရောက်လာသေးတာမဟုတ်လားကျွန်တော်မက်ဆင်ကိုတခြားစိုက်ချင်နေမိရဲ့ဟေးစားလေဘာကြည့်နေတာလဲမအောင်ကောင်းကိစ္စသိရသိတယ်လေအဲ့ဒါလည်းမေးချင်လို့မောင်လေးတငယ်ချင်းကဘာလို့မြန်ဒီလိုလုံးလိုက်ပါလိမ့်နော်သူ့မိတွေကနှိပ်စက်လို့များလားတခြားတော့မသိသေးပါဘူးမမရဲ့အေးလေအသက်ငယ်ငယ်လေးနဲ့ဒီလောက်လက်ရဲဆက်ရဲနော်ဒါနဲ့မမနဲ့အရန်တူတဲ့မျိုးသမီးတယောက်ကိုကျွန်တော်တွေ့ခဲ့တယ်မဆင်ကရခိုင်မုံတီပူပူတွေကငဖယ်ဘက်တစ်ဖက်ကိုဆဲစားနေရင်ကကျွန်တော်မျက်လုံးလေးပြူပြီးကြည့်တယ်တကယ်တူတာဇမင်းပုံစံပဲကွဲသွားတာဘယ်မှာတွေ့တာလဲဓာတ်ပုံတစ်ပုံထဲမှာပဲလွန်ခဲ့တဲ့25နှစ်လောက်ကဓာတ်ပုံမဆင်ကရခိုင်မုံတီပကံကိုစိုက်ကြည့်ပြီးခဏငြိမ်သွားတယ်မမအဲ့ဒီဓာတ်ပုံကိုကြည့်လို့ရမလားရနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီဓာတ်ပုံကအောင်ကောင်းဖေးဒီမှာရှိနေတာသူ့စီမှာဟုတ်လားဟုတ်တယ်အောင်ကောင်းဖေးရဲ့စပိန်ချန်ပီယံတယောက်ရဲ့အဲ့ဒီအမျိုးသမီးရဲ့အားစားသိပ္ပံတက်တုံးကရိုက်ထားတဲ့ပုံနဲ့အမျိုးသမီးနာမည်ကအီဖြူမဟုတ်လားကျွန်တော်ပါဇက်ကအာမေရိကန်အကျဉ်းမတော်ထိန်းထားလိုက်ရတယ်ဟုတ်တယ်အဲ့ဒီနာမည်ပဲအမကအဲ့ဒီမျိုးသမီးကိုသိတာလားမဆင်ကသူ့ရဲ့ပိုက်ဆိုင်သေးသေးလေးကိုစစ်ပွင့်လိုက်တယ်ပိုက်ဆိုင်ထဲကပလတ်စတစ်လောင်းထားတဲ့အဖြူမဲလိုင်းရင်ပုံလေးတခုဟုတ်ပါတယ်ကျွန်တော်ဦးကောင်းမျက်စိမှာတွေ့ခဲ့ရတဲ့ဓာတ်ပုံတွေကအမျိုးသမီးပါပဲသူကမမနဲ့ဘလို့ပတ်သက်တာလဲသူကမမရဲ့အမေချင်းပါဗျာဟုတ်တယ်ဒါပေမဲ့သူဘယ်ရောက်သွားလဲမမမသိဘူးမမကိုမွေးပြီးချိန်မှာအခုလက်ရှိမမရဲ့အဖေအမေတွေစုထားသွားခဲ့တာမမရဲ့လက်ရှိအဖေအမေတွေကလည်းမမရဲ့ဘာကြီးချင်းနဲ့ကြီးတော့ပါပဲမမေရဲ့အကိုကြီးပေါ့ကျွန်တော်မက်ဆင်ကိုကြည့်ပြီးတော်တော်လေးစိတ်မကောင်းဖြစ်သွားတယ်မမအဖေရရောမက်ဆင်မျက်နှာရိုးရည်ပြတ်သွားတာသတိထားမိတယ်ပြီးတော့ခေါင်းခါတယ်ပိုက်ဆံရှင်းမယ်ရတယ်မမကျွန်တော်ရှင်းလိုက်မယ်ပြောတာပြောရတယ်ကျွန်တော်လည်းစိုက်ကားဂိတ်မှာထိုင်းနေတော့လိုက်လာရတာဆိုတော့ပိုက်ဆံတပြားမှထည့်မလားရှင်းဆိုလဲအကျွေးထားမတိုက်မယ်ပြောထားတာလေရတယ်မဆင်ကဆန်ရှင်းစီထားသွားပြီးပိုက်ဆံရှင်းတယ်မမမကြိုက်တဲ့မိကိုကျွန်တော်မင်းမိတာတောင်းပန်ပါတယ်နော်ရပါတယ်ဒါပေမဲ့မမရဲ့အကြောင်းကိုဒီလိုမှန်တိုင်းပြောပြတာမောင်လေးပဲရှိသေးတာနော်ညောင်ပဲရောက်လာတာနဲ့မြမောက်တစ်လမ်းမှာရှုပ်ထွေးလာတယ်ဂျာမနီလက်ဖက်ရည်ဆိုင်ရှင်းမှာစော်စပိန်မော်ကရင်ကော့ပြီးဆင်းလာတဲ့ကျွန်တော်ကိုကာလာသားကြီးတွေကအောင်မွဲရစစ်သူကြီးလိုမျိုးအော်ဟစ်နေကြတော့တာလာတာဒေါ်သိန်းကြီးရဲ့နိုင်ရဲ့ပြီးနောက်နေ့မနက်မှာပဲဦးကောင်းမြတ်တို့အိမ်ကိုကျွန်တော်ရောက်သွားတယ်ကျွန်တော်တို့ရက်ွက်တင်ကနိုင်အိမ်တွေဆိုရက်မလဲမချင်းဖဲဝိုင်းနေပါတွေနဲ့လူစီကားနေတတ်ပေမဲ့ဦးကောင်းမြတ်တို့အိမ်ကတော့ဒီလိုမဟုတ်ပါဘူးလူတယောက်မှမရှိပဲတိတ်ဆိတ်နေတယ်
အိုးကောင်းမြတ်ကအေကန်းကစူပါပေါ်မှာကျွန်တော်ကိုထိုင်ခိုင်းတယ်ပြီးတော့ဟုံတွေတက်ပြီးဟောင်းနှွမ်းနေတဲ့စူပလာတစ်ခုကိုကျွန်တော်ရှေ့တပွဲမှာချထားတယ်သူကကျွန်တော်ရှေ့တက်တဲ့ကောင်မှာချိတ်ချိတ်ထိုင်ပြီး secret ဘူးတွေက secret plate ကိုထုတ်ပြီးဝင်းညှိလိုက်တယ်အိုးကအားစားသမားဆိုတော့ secret မတောက်တာကြာပြီခုမှပြန်တောက်တာအော်ဟုတ်ကဲ့ဦးဒီစူပလာကိုသားတေချာကြည့်ကြည့်ပါဦးဗျာမစီမဆိုင်သူ့စူပလာကြီးကိုကြည့်ခိုင်းနေလို့ကျွန်တော်မှကြည့်ရပါသေးတယ်ဒီပဲကြီးသမီးတေပြီးမကြခင်မှာပဲနောက်မိမကလည်းတီးသားကအဖမ်းခံရလို့ယူသွားပြီလားပေါ့ဒီစုပလာက1986ခုနှစ်ဂျပန်မှာလုပ်တဲ့အာရှတကွန်ဆိုင်ကျင်းတဲ့ပြိုင်ပွဲမှာဦးရခဲ့တဲ့စုပလာပဲ။ဩဟုတ်ကဲ့အခုဦးပြောပြမယ်ကိစ္စကဒီစုပလာနဲ့အများကြီးသက်ဆိုင်နေတယ်။ဒီစုပလာကြောင့်ဖြစ်ခဲ့တာလို့တောင်ပြောလို့ရတယ်။ဦးကောင်းမြတ်ဟာသူ့ရှိရာစုပလာကိုနာနာကြီးကြီးကြည့်နေတယ်။ပြီးတော့ secret မိကုံးမှွေတွေကိုမှုတ်ထုတ်ရင်ခေါင်းကိုမှုတ်ထားတယ်။သူ့ပုံစံကြည့်ပြီးကျွန်တော်လည်းဘာလုပ်ရမှမသိဘူး။လောလောလတ်လတ်လူသတ်မှုဖြစ်ထားတဲ့ဒီရင်ကြီးတဲ့သူနဲ့ကျွန်တော်နှစ်ယောက်တည်းရှိနေတာကိုလည်းကြောက်လာတယ်။ဒေါ်သိန်းကြီးကိုဦးကောင်းမြတ်တက်လိုက်တာရောမဖြစ်နိုင်ဘူးလား။အောင်ကောင်းကသူ့အဖေအပြစ်ချမှာဆိုလို့ရှောက်ပြောနေတာရောမဖြစ်နိုင်ဘူးလား။ဦးပြောမယ်။ဦးပြောတာကိုသိချနားထောင်။ပြီးရင်တာဒီပြဿနာကိုရှင်းဖို့ကူညီပေးဖို့ဦးကိုကြိပေးပါကွာ။ညာနှစ်ပေါင်းများစွာလှည့်ဝက်ထားတဲ့လှည့်ဝက်ချက်တစ်ခုမျိုးပါ။ဒီလှည့်ဝက်ချက်ကိုသားသိပြီးပြီဆိုတာနဲ့ဦးလည်းကျွန်တော်ခေါင်းကုန်းမိပါတယ်ဖြစ်နိုင်ရင်ဒီဟာထပြေးခြင်းသိတောင်ပေါက်တယ်တကယ်ဆိုဒီလိုပြဿနာကကျွန်တော်လိုဆယ်ကျော်သက်တယောက်နဲ့ဘာမှဆိုင်နေရမရှိဘူးလေဟိုနေ့ကမင်းကိုပြခဲ့တဲ့ဓာတ်ပုံတွေကစပိန်ချန်ပီယံအောင်နိုင်ထွေးကိုကားနဲ့တိုက်ကတ်ခဲ့တာတကယ်တော့ဦးပါပဲဒီနေ့ရဲ့စီစဉ်လေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီနားဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်ထပ်စာအုပ်ပေါင်းများစွာကိုလည်းစဉ်းစားမပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကိုစောင့်မျှော်အားပေးကြဖို့မေတ္တာရက်ခံအပ်ပါတယ်